ကဲအမျိုးသားတွေနော်မတိတဲ့သူကြောသွားတိတဲ့သူခေါ်စားတဲ့အဲ့ဒီအတိုင်းပဲအခုအမျိုးသားတွေတော်တော်များများနော်ဘာတွေသုံးနေကြလဲရှင်တို့သိလားအမျိုးသားတွေအခုနောက်ပိုင်းမနန်းတို့စီကထုတ်တဲ့ဟောဒီအညာမောင်ယူနဲ့လိမ့်စီတီကိုသုံးပြနေကြပါတယ်ရှင်အဲ့တော့တချို့ကလာမိကြရဲ့အညာမောင်ကိုနော်အသက်ကကြီးနေပြီအသက်50ကျော်ဖြစ်နေလို့40ကျော်ဖြစ်နေလို့60ကျော်ဖြစ်နေလို့စားလို့ရလားလို့လာမိကြတယ်ဟုတ်ကဲ့ရပါတယ်ရှင်အသက်18နှစ်ပြည့်ပြီးတဲ့အမျိုးသားတိုင်းစားလို့ရပါတယ်လိမ့်လို့ရပါတယ်เนาะလိမ့်စီတွေလည်းရှိရတဲ့အတွက်လိမ့်လို့ရတယ်စားလို့ရတယ်လိမ့်စီနဲ့စားယူလေးနဲ့လည်းတွဲပြီးတော့အသုံးပြုလို့ရပါတယ်ရှင်နောက်ပြီးတော့တချို့ကမေးတယ်ရေရှည်အသုံးပြုလို့ရောရလားတဲ့ရတာပေါ့ရှင်เนาะမနန်းတို့ရဲ့ဒီအညာမောင်ပစ္စည်းတွေကเนาะထုတ်ထားတာတပွဲတို့လုံးဝမဟုတ်ဘူးတဘာဝတက်ဥတက်ပူတွေနဲ့ဖော်ဆက်ထားတာဖြစ်တဲ့အတွက်မြမတိုင်းရင်းစေးလေးဖြစ်ပါတယ်ဒီတော့အမျိုးသားအနေနဲ့ဖြည့်ဆက်စာအနေနဲ့เนาะဒီယိုဘူးလေးတွေကိုစားပေးလို့ရတယ်နောက်တစ်ခုကယိုဘူးမစားချင်ဘူးเนาะတခြားအိမ်နဲ့ခြားတောက်နေရတဲ့စီနဲ့မတဲ့မှာဆိုးလို့ဆိုပြီးတော့ဒီလိမ့်စီလေးပဲသုံးနေတယ်ဆိုတဲ့အမျိုးသားရှင်လဲလိမ့်စီပဲအသုံးပြုလို့ရပါတယ်เนาะမတက်မာတွေပါတော့မရှိဘူးမနန်းတို့ရဲ့ဒီဟိုစားမယ်ဆိုလို့ရှိရင်เนาะကိုကအင်္ဂလိပ်ဆေးတွေသုံးနေတယ်တခြားဆေးတွေတောက်နေတယ်ဆိုလို့ရှိရင်2နိုင်လောက်အချိန်ချပြီးတော့တောက်ပြီးလို့ရတယ်ရှင်เนาะသူကရှစ်မတက်ယူเนาะရှစ်မတက်ဥနဲ့ဖော်ဆက်ထားတဲ့ဒါဖြစ်တဲ့အတွက်တော့သူကယူထိုးထားတာဖြစ်တယ်အဲ့တော့မနက်လက်ဖက်စားစွန်းတစ်စွန်းညလက်ဖက်စားစွန်းတစ်စွန်းเนาะစားပြီးတော့ရေများများလေးတောက်ပြီးချင်းဖြစ်အမျိုးသားเนาะကျန်းမကြီးเนาะအမျိုးသားအားနေနေတဲ့အစိတ်ပိုင်းတွေအတွက်အမြန်ဆုံးကောင်းလာမှာပဲဖြစ်ပါတယ်အဲ့တော့အမျိုးသားတွေအနေနဲ့เนาะဒီရှစ်မတက်ဦးเนาะခွေးလျားစီပြားရည်ထောပဲနှမ်းစီတွေနဲ့ဖော်ဆက်ထားတာဖြစ်တဲ့အတွက်เนาะစိတ်ချလက်ချအသုံးပြုလို့ရတယ်เนาะလိမ့်စီအသုံးပြုတဲ့အခါမှာသူကမေးတယ်ရေရှည်သုံးလို့ရပါမလားရေရှည်သုံးလို့ရတယ်เนาะလက်ရှိမှာလည်းအသုံးပြုပြီးရေရှည်သုံးနေတဲ့အမျိုးသားတွေအများကြီးရှိတဲ့အတွက်စိတ်ချလက်ချသုံးလို့ရပါတယ်ပူခြင်းရားခြင်းဆက်ခြင်းလုံးဝမရှိပါဘူးเนาะအဲ့တော့အသေးစိတ်သိချင်တော့မနဲ့ Viber ကိုလာပြီးတော့မေးပေးပါဖုန်းဆက်ပြီးတော့လည်းမေးလို့ရတယ်เนาะမိုင်မယ်ဆိုလို့ရှိရင်လည်း Viber ကနေတော့၎င်းဒီဖုန်းဆက်ပြီးတော့၎င်းမှာယူလို့ရပါတယ်ညမောင်ကိုဘလို့လူမျိုးတွေအများဆုံးစားသင့်တယ်ဆိုလို့ရှိရင်အညောင်းထိုင်များတဲ့အမျိုးသားတွေစားပေးသင့်တယ်နောက်တစ်ခုကအမျိုးသားတွေအသက်ကြီးလာတာနဲ့အမျိုးသားဟော်မုန်းတွေကျဆင်းပြီးတော့အမျိုးသားပန်းသေးပန်းညူဖြစ်ချင်တဲ့အမျိုးသားတွေအများကြီးရှိတဲ့အတွက်ဒီအသက်ကြီးတဲ့အမျိုးသားတွေလည်းစားပေးတင်တယ်เนาะအသက်ငယ်တဲ့အမျိုးသားတွေအနေနဲ့လည်းเนาะဥပမာသုံးလို့မြန်တဲ့အမျိုးသားတွေဆိုလို့ရှိရင်လည်းစားပေးလို့ရပါတယ်ရှင်